္ဂလာပါကိုကျွန်တော်တို့ဖွဲ့တယ်ပေါ့နော်ဒီစီးနေပေါ့နော်ကျွန်တော်တို့လာတာကကြာတယ်ဘန်ကောက်မြို့မှာပေါ့နော်နာမည်ကြီးဗုဒ္ဓရုပ်ဘောတို့တစုဖြစ်တယ်ဒီဝက်ပါနံဖျားပေါ့နော်လာပြီးခုလည်းဖြစ်ပါတယ်ခဏကဘန်ကောက်မှာလာဆိုရင်မြင့်ဆုံးထိုင်နေမှုရုပ်ဘောတို့ဖြစ်ပါတယ်ကျွန်တော်တို့ဆရာတော်တွေလည်းပါပါတယ်မြန်မာပြည်ကနေဒီလိုတကလာပြီးတော့ဒီဘက်ပါနော်ပြည်ကြီးကိုဖုန်းကျင်တယ်ပေါ့နော်ဘန်ကောက်မှာနေတဲ့ဆရာတော်ဦးစင်းလည်းပါတယ်မြန်မာပြည်ဆရာတော်လည်းတောင်းတယ်နော်ဒီလိုကလည်းတိုင်းတင်တာဖြစ်ပါတယ်ခင်ဗျဇောနာကကြတော့ကျွန်တော်တို့ဒီဘုန်းကြီးကျောင်းထဲပေါ့နော်ကျွန်တော်တို့ဝင်နေပြီးတဲ့ခါကျကျွန်တော်တို့ဒီရုပ်ပေါ်တော့ဆေးမှာပေါ့နော်ကျွန်တော်တို့တော့ပြီးတော့ဖုတ်ခဲ့ပြီးညနေကတော့တော်လေးမြင်ပါတယ်ခင်ဗျပြီးတဲ့ခါကျရင်တော့ဆန္ဒမူရုပ်ပေါ်တော့ဒီကဲ့ရမှာပေါ့ကြောက်စင်းဖျားပေါ့နော်ဒါလည်းကြောက်စင်းဖျားလည်းရှိပါတယ်ဒီခါလည်းနိုင်နေပူလို့ရပါတယ်သူကဒီမှာကကျတော့တိကျပေါ့နော်ဖိဖိဖြစ်တဲ့နေရာပေါ့နော်ဘယ်လိုမျိုးကြည့်ရတာဖြစ်ပါတယ်လေးနဲ့တစ်ပတ်ပါနော်ဘုန်းကြီးကျောင်းကိုကျွန်တော်တို့ပတ်လဲပေါ့နော်ကျွန်တော်လေးရေးစီတော့ပတ်တယ်ပြီးလို့ရှိရင်ကျွန်တော်ပြန်လာမှာပေါ့နော်လေးလည်းမဖြစ်ပါဘူးဒီဟိုလာကျင်တယ်ဆိုတော့ကျွန်တော်တို့ Google location မှာပေါ့နော်ဝက်ပါနာပေါ့နော်W80 watt PAKMAM ပေါ့နော်ရိုက်ထည့်ပြီးတော့စာကြည့်လိုက်ပါနော်တွေ့ပါတယ်ဆိုတော့မဆိုဘူးနော်ဒီစီပြီးတော့လိုက်လေရတယ်နိုင်ငံခြားသားဧည့်သည်တော်တော်လာကြတယ်နော်သူလေးတော်များများသွားနေကြတာတွေ့ရတယ်နော်ဒီဝင်လိုက်ထွက်လိုက်ပေါ့နော်တို့တွေတော်များတွေ့ရပါတယ်ကွန်ပျူတာပါဘူးဘန်ကောက်မြို့နဲ့ဆိုရင်သူဖျားစီတဲ့နေရာကပေါ့နော်ကျွန်တော်တိတ်မခေါ်တတ်ပါဘူးနော်ဘန်ခဲဘက်နဲ့နီးပါခင်ဗျာနော်ဘန်ခဲဘက်ကလာဆိုရင်နီးလေးပဲနော်ဖက်ကနောဘလို့ဒီပတ်သက်ကြပါဒီမနေ့ကလည်းဆရာမပြောတယ် location မှာဝက်ပါနဲ့လည်းတိုင်းရောက်ပါတော့နော်ပလန်ဆောင်လို့တော့ရမတ်တူပေါ့နော်ရမတ်ပြီးဘက်ကနေလာမှာဆိုတော့ဒီပါတယ်အထီးကတော့ဗောနော်ကျွန်တော်ဒီလိုလာလဲဆိုတာကလည်းဖျားဖူးကျင်တာလည်းပါတယ်ပြီးတော့ကျွန်တော်တေးလေးစီးပြီးတော့ဗောနော်ကျွန်တော်တပ်ပုံရိုက်မယ်ဗီဒီယိုလေးရိုက်မယ်ဘလို့ပုံစံမျိုးပဲဗောနော်အဲ့ဒီ feeling ကိုတိကျโอเคကျေးဇူးတင်ပါတယ်နော်